မင်းကလေးအနေနဲ့ရင်ဆိုင်ရတဲ့အချိန်မှာသူမဟာကိုပါရိုက်ချလိုက်တယ်သူမအတင်းကျပ်ငိုချင်လို့ပါသူမဘေးကလူဆိုးကုန်းသားတွေအန်လာသွားကြတယ်သူမအကူအညီတောင်းနေတာကိုသူတို့မသိကြဘူးဘာလို့လဲဆိုတော့သူမမျက်ရည်တစ်ဆက်ချတာနဲ့အဲ့ဒီမျိုးသားဟာသူဘယ်နေရာမှာပဲရှိသူ့ရင်ဘက်ထဲကနေနာကျင်မှုကိုခံစားရမှာဖြစ်လို့အဲ့ဒီမျိုးသားဟာမင်းကလေးအနေနဲ့ရှိနေတာကိုချက်ချင်းသိလိုက်တယ်သူဟာသူမစီအပြေးလွှားသွားခဲ့ပေမဲ့ဓာပြတွေကစိတ်မရှိတော့ဘူးမင်းကလေးဟာတေးဂီတာစိတ်ပြအားငယ်မှခံစားလိုက်ရတယ်အဲ့ဒီအချိန်မှာပဲအဲ့ဒီမျိုးသားဟာအချိန်မီရောက်လာပြီးဓာပြကိုလက်သီးနဲ့ထိုးထုတ်လိုက်တယ်လွန်ခဲ့တဲ့ရက်အနေငယ်ကသူတို့ဟာလုံးဝစိမ့်တဲ့သူတွေဖြစ်ခဲ့ကြတယ်မင်းကလေးရဲ့ဖခင်ဟာမတရားဆွဆွဲခံရပြီးထောင်ထဲအပုတ်ခံထားရတယ်အဲ့ဒီမျိုးသားကဒီအမှုကိုတာဝန်ယူရသူဖြစ်တဲ့စိုးရင်ပူပန်နေတဲ့မင်းကလေးကိုမြင်လိုက်ရတဲ့အခါသူဟာမထင်မှတ်ပဲနာကျင်မှုကိုခံစားလိုက်ရပေမဲ့သူမနဲ့ထပ်မတွေ့မချင်းသူလစ်လျူရှုထားခဲ့တယ်ပြီးတော့သူမငိုတိုင်းအကြောင်းမဲ့သူ့ရင်ဘက်ကနာကျင်လာတဲ့ဒီနေ့မှာမင်းကလေးဟာသူမရဲ့အမြင်ခွင်ထဲမှာအကြာကြီးငိုခဲ့တယ်အခြားတနေရာမှာတော့အဲ့ဒီမျိုးသားဟာနာကျင်မှုကြောင့်တတိလစ်သွားခဲ့တယ်သူနိုးလာတဲ့အခါတခုခုမားနေပြီဆိုတာကိုသူနောက်ဆုံးမှသဘောပေါက်လိုက်တယ်စုံစမ်းစစ်ဆေးရေးကိုအကြောင်းပြပြီးသူမဘာတွေဖုံးကွယ်ထားလဲဆိုတာသိချင်ခဲ့တယ်သူမရဲ့ခါမှာပိုက်ဆံအိတ်တစ်ခုကိုမြင်တော့အဲ့ဒါဟာအစိတ်ဓာတ်မဟုတ်အမွှေးနှံတာထုတ်ဖြစ်လိမ့်မယ်လို့သူထင်ခဲ့တယ်ဒါပေမဲ့စစ်ဆေးကြည့်တဲ့အခါအဲ့ဒါဟာအမွှေးထုတ်လေးတစ်ခုသာဖြစ်ကြောင်းတွေ့ရှိခဲ့တယ်ထို့နောက်သူဟာမင်းကလေးရဲ့ခန္ဓာကိုယ်ကိုစမ်းသပ်ဖို့တယောက်ကိုအမိန့်ပေးခဲ့တယ်သူမရဲ့လက်ချေတွေကတေးသွယ်ပြီးတင်ပါးတွေကကျယ်ဝန်းတာမှုကလေးမွေးဖို့အတွက်အလွန်တင့်တော်တယ်လို့သူ့ကိုပြောပြခဲ့တယ်သူမရဲ့အိမ်ဖော်အားလုံးကိုကြားလိုက်ရပြီးသူမနဲ့ကလေးယူချင်တယ်လို့အပြေးလွှားသွားပြောလိုက်တယ်အမျိုးသမီးနှစ်ယောက်စလုံးကသူဟာရမက်ကြီးသူတယောက်သာဖြစ်တယ်လို့ယုံကြည်ခဲ့ကြတယ်အဲ့ဒီနောက်အဲ့ဒီမျိုးသားဟာတကားဝမှာပေါ်လာတယ်မင်းကလေးဟာဗီဇအတိုင်းနောက်ဆုတ်သွားခဲ့ပေမဲ့အဲ့ဒီမျိုးသားကသူရှာဖွေတွေ့ရှိခဲ့တာကိုဒါရှင်းပြခဲ့တယ်သူမကသူ့ကိုမယုံခဲ့ဘူးဒါကြောင့်စမ်းသပ်ကြည့်ဖို့သူမကကြက်တုံနီကိုလိဖြတ်ဖို့ဆုံးဖြတ်လိုက်တယ်တေချာတာပေါ့အဲ့ဒီမျိုးသားဟာနာကျင်မှုနဲ့သူ့ရင်ဘက်ကိုဖိကင်လိုက်တယ်ဒါပေမဲ့ကြက်တုံနီကသူမကိုလည်းမထိန်နိုင်အောင်ငိုစေခဲ့တယ်အဲ့ဒီမျိုးသားဟာနာကျင်မှုကြောင့်ထပ်မံတတိလစ်သွားခဲ့ပေမဲ့မင်းကလေးကတော့အယမ်းပျော်ရွှင်သွားခဲ့တယ်သူမဒီခွင့်ရေးကိုအသုံးချပြီးသူ့အဖေရဲ့အမှုကိုစုံစမ်းဖို့သူ့ကိုစေခိုင်းခဲ့တယ်ဒါကြောင့်သူသဘောတူအောင်သူမကမုံညင်းနှင်းနဲ့ညုတ်တီးကိုစားခဲ့တယ်ထို့တော့အတွင်းအဲ့ဒီမျိုးသားဟာနာကျင်မှုလိုင်းနောက်တစ်ခုရောက်လာချိန်မှာပဲအိယာကနိုးလာခဲ့တယ်သူမထက်ငုံနေပြီဆိုတာကိုသူချက်ချင်းသိလိုက်တယ်အဆက်ကမသိသေးလို့ပါနော်အဘွားအယံအစ်ချစ်တယ်